天，你敢动我儿子！哎呀！ ဒီနေ့မှာတော့အရှင်မူချန်အပိုင်း16နဲ့ဆက်ကွန်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်။ပြန်ဝင်နည်းကိုရောက်လာတဲ့အခါမှာတော့ဟျိုမူထန်ဟုံစတဲ့နေမြေတခွင်တွေပါတက်ရောက်ကြပါတယ်“母兄，又见面了。 အပြင်မန်းရတော့ရင်းနှီးနှောက်ဆက်နေကြတယ်လို့ထင်ရပေမဲ့တယောက်နဲ့တယောက်စကားနာတွေထိုးနေကြပါတယ်你这伤势恢复的怎么样啊？谢过母兄关心，无妨。 ပြန်ပွဲကွင်းလေးကိုပါဝင်ရှင်ပြိုင်မဲ့ကျောင်းသားတွေလည်းရောက်လာပြီဖြစ်လို့ကျောင်းကြီးကလည်းမိခွန်စကြောပါတယ်။အဲ့ဒီထဲမှာပြန်ပွဲကိုကြီးကြပ်ရွေးချယ်မဲ့သူအဖြစ်ဆောင်ရွက်မဲ့သူကတော့ကျောင်းတော်ကြီး9ခုကနေလွှတ်လိုက်တဲ့လူချင်းမဲဟောင်ဆိုတဲ့သူပဲဖြစ်ပါတယ်။ဒါကိုကြည့်ချင်အပြင်ကျောင်းတော်ကြီး9ခုဟာဒီမြောက်ပိုင်းဝန်းကျင်တန်တန်းကျောင်းရဲ့ပြန်ပွဲကိုအလေးထားတဲ့ဆိုတာသိတာစေပါတယ်။ပြန်ပွဲပုံစံကိုရှင်းပြရမယ်ဆိုရင်ဦးချန်တို့ရှေ့ပိုင်းတန်တန်းကျောင်းကဝန်းကျင်ကွင်းအဆင့်ကျောင်းသား9ယောက်နဲ့နောက်ပိုင်းတင်တဲ့ကျောင်းကကျောင်းသား9ယောက်စုစုပေါင်း12ယောက်ဟာကြပန်းနေနဲ့မဲနိုင်ပြီးရှင်ပြန်ရမှာပဲဖြစ်ပါတယ်။ပထမဆုံးပွဲစဉ်အဖြစ်မူချန်နဲ့အနောက်ပိုင်းတင်တဲ့ကျောင်းကချန်တုံတို့တိုက်ခိုက်ကြဖို့ဖြစ်လာပါတယ်။ချန်တုံဆိုတာကလည်းအနောက်ပိုင်းတင်တဲ့ကျောင်းမှာရုံမှုပိုင်ပြီးရင်ဒုတိယဆွမ်းအားအကြီးဆုံးကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။လူကြီးမဲဟောင်မူချန်ကိုမြင်လိုက်ရတဲ့အခါတင်တိမ်မူမေးပုံစံပေါ်နေတဲ့အတွက်ဒီဇလန်အစအပိုင်းတက်မှာတော့ကဝင်းညင်နယ်မြေလမ်းကြားမှာကျောင်းတော်ကြီး9ခုကိုဖြောင်းဆက်အောင်လုပ်သွားခဲ့တဲ့သူဆိုတာမယုံနိုင်အောင်ဖြစ်နေပါတယ်။အဲ့ဒီလိုပဲကျောင်းကြီးဟာလည်းမူချန်ဟာဝင်းညင်လမ်းကြားမှာဘလို့တောင်လို့စရာကိစ္စမျိုးတွေလုပ်ခဲ့လို့အခုလိုကျောင်းတော်ကြီး9ခုရဲ့တန်တန်တတမျက်စိကျခြင်းခံရလဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်နေပါတယ်။ချန်တုံကတိုက်ပွဲစစ်ပေါ်မတက်ခင်ရုံမှုပိုင်ကိုမျက်နှာလိုအားရလုပ်နေပါတယ်။စင်မော်ရောက်တဲ့အခါမှာလည်းအမြဲတမ်းထူးခန့်နေနေတဲ့ဆောက်ခွင်းတဲ့ကောင်ဆိုပြီးမူချန်ရဲ့မျက်နှာကိုတမင်တကာချိန်ရွယ်လိုက်တိုက်ခိုက်ပါတယ်家伙总是这么一副欠揍的嘴脸，火焰碎心掌，别躲！မူချန်ကလည်းဘာဖြစ်လို့သူ့မျက်နှာကိုကြည့်လိုက်တိုက်ခိုက်နေလဲစဉ်းစားနေတော့ကျူယုံဟက်မလေးကအလင်းပြလိုက်ပါတယ်小子，人家这是想赏你一个耳刮子。အဲ့တော့မှမူချန်လည်းသဘောပေါက်သွားပြီးချန်တုံလို့လိုပဲသူ့ဘားကိုပြန်ချလိုက်ပါတယ်အဖြစ်ပြက်ဟာမြန်ဆန်လွန်နေတာကြောင့်မြင်လိုက်ရတဲ့ကျောင်းသားတိုင်းအံ့ဩကုန်ပါတယ်အဲ့ဒီအချိန်မှာချန်တုံရဲ့ဒေါ်လာဟာငယ်ထဲကိုရောက်သွားပြီးမူချန်ကိုနှတူကျွပြက်လိုမျိုးလက်တိုက်ခိုက်ပါတော့တယ်我宰了你！ဒါပေမဲ့မူချန်ဟာဝင်းကျင်ရိတ်ချီလန်းကျင့်စဉ်ကိုတုံးပြီးရှောင်နေတဲ့အတွက်ချန်တုံဟာပူပူပြီးဒေါ်လာတွေထွက်လာပါတယ်နောက်ဆုံးတော့မူချန်ဟာရှောင်မနေတော့ပဲထိတ်တန့်ရင်ဆိုင်ပေးလိုက်ပါတယ်你就只会躲吗？岩爆灵车！ချန်တုံတယောက်ဆင်ရောက်ကြတော့မလို့ဖြစ်သွားပြီးမူချန်ကိုအတိတ်တော့မဲလို့ကြံလိုက်တဲ့အချိန်မှာပဲသူ့ရဲ့လေပင်ဟာမူချန်ရဲ့လက်မှာဝါကွက်အထားလိုက်ရပါပြီအဲ့ဒီလိုနဲ့ပဲချန်တုံအရှုံးပေးလိုက်ရပြီးမူချန်အနိုင်ရရှိသွားပါတယ်ဒုတိယပွဲစဉ်အဖြစ်ရှင်ပြန်ဖို့မင်းလိုက်တဲ့အခါအရှိပိုင်းတင်တန်းကျောင်းကထန်ချန်းအားနဲ့နောက်ပိုင်းတင်တန်းကျောင်းကဟုံလင်းအားတို့တိုက်ခိုက်ကြဖို့ဖြစ်လာပါတယ်真巧，我早就想会这个做作的女人。ကျောင်းသားတွေဟာလည်းကျောင်းရဲ့မိန်းမလာလေးနှစ်ယောက်တိုက်ခိုက်ပုံတွေကိုမျက်စိအစာကျွေးလို့ရပြီဆိုပြီးပြောနေကြတယ်လို့ထန်နဲ့ဟုံနေမြေတခင်နှစ်ယောက်ကတော့သူတို့ကလေးနှစ်ယောက်စကနာထိုးနေကြတဲ့အပေါ်မှာအချင်းချင်းမျက်နှာပူနေကြပါတယ်倩儿这丫头跟灵儿老是不对付。အဲ့ဒီလိုနဲ့ပြန်ပွဲစတင်တဲ့အခါမှာချန်အဖက်ကစတင်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲကိုဥဆောင်လိုက်နိုင်ပြီလို့ထင်လိုက်ရပေမဲ့သူမရဲ့လက်နဲ့ကြောက်ဖို့လွတ်ကျပြီးသွားတဲ့အချိန်မှာတော့ဟုံလျံကတဖန်ပြန်ပြီးအသာစီးရလာပါတယ်ဟုံလျံနိုင်တော့မယ်လို့ထင်လိုက်ရတဲ့အချိန်မှာချာကသူမရဲ့လက်နှချောင်းနဲ့ဓာတ်ကိုဖမ်းဆွဲလိုက်ပြီးယူလိုက်နိုင်ပါတယ်အဲ့ဒီလိုနဲ့တိုက်ပွဲဟာမြချေတစ်ခုကိုပြန်ရောက်သွားပါတယ်ချာကမျက်နှာတတဖြစ်အောင်လို့ဓာတ်ကိုလွှင့်ပစ်လိုက်ပြီးထပ်မံတိုက်ခိုက်ကြဖို့လုပ်ပါတယ်အဲ့ဒီအချိန်မှာပဲလူကြီးမဲဟောင်ရဲ့စကားတန်ထွက်ပေါ်လာပြီးသူမတို့နှစ်ယောက်လုံးတိုက်ခိုက်ဖို့လုပ်နေတာကိုရက်ခိုင်းလိုက်ပါတယ်အဲ့ဒီလိုဆိုရင်အနိုင်ရှုံးကမပေါ်သေးတာကြောင့်ဝင်ခွက်ခွဲတန်းကိုဘယ်သူရမှလဲဆိုပြီးမေးခွန်းတွေရှိလာပေမဲ့လူကြီးမဟောင်စီကစကားတန်ထွက်မလာတော့တဲ့အတွက်ပြောတဲ့အတိုင်းသာလုပ်ပေးကြဖို့ကျောင်းကြီးကသတ်မှတ်လိုက်ပါတယ်ဝင်ခွက်ခွဲတန်းနေရာဟာစုစုပေါင်းမှ6နေရာတာရှိတာကြောင့်အခုလိုတရေအချိန်နေသတ်မှတ်လိုက်တာဟာအကြောင်းတစ်ခုခုရှိနိုင်လောက်တယ်ဆိုပြီးမူချန်တတိထားမိသွားပါတယ်အဲ့ဒီနောက်မှာတော့ပြန်ပွဲကိုဆက်လက်ကျင်းပပြီးအနိုင်ရရှိသူအတီးတီးထွက်ပေါ်လာပါတယ်ပြန်ပွဲရဲ့နောက်ဆုံးပွဲစဉ်အဖြစ်မော်လင်နဲ့လျူမှုပိုင်ရှင်ပြန်ရဖို့ဖြစ်လာပါတယ်။တ
ကြောင်လုံးရဲ့စွာအကြီးဆုံးသူနဲ့ရှင်ပြန်ရတော့မှဖြစ်လို့မောလင်အတွက်ကတော့ကျောင်းတော်ကြီး9ခုစီဝင်ခွက်ခွဲနိုင်ရဖို့ဆိုတာရီဘောအယုတ်ရင်းနေလို့ပါပဲဒါပေမဲ့မူချန်ဟာရှုံးနေသွားတိုင်းဝင်ခွင့်မရဘူးလို့တဲ့မပြောနိုင်တာမလို့အကောင်းဆုံးရည်ချင်းနဲ့လှုပ်ဆောင်နိုင်စွမ်းတွေထုတ်ပြဖို့တာအကြံပေးပါတယ်ဘာဖြစ်လို့လဲဆိုရင်ချာနဲ့လင်းရပွဲတုန်းကအနိုင်ရရှိသူမပေါ်သေးပဲပွဲကိုရက်ခံလိုက်တာကြောင့်ဝင်ခွင့်အတွက်ကျောင်းသားရွေးချယ်မှုဟာအနိုင်ရှုံးတစ်ခုတည်းပေါ်မှာမူတည်မယ်လို့မထင်တာကြောင့်မောလင်ကိုလုံနိုင်သမျှစွမ်းဆောင်ရည်ကိုထုတ်ပြခိုင်းပါတယ်我不能就这样放弃，怎么也得尽力一战。မောလင်စင်မော်ရောက်တဲ့အခါတခြားကျောင်းသားတွေကဖြူမှုပိုင်ကပါပြိုင်မနေတော့ပဲအရှုံးသာပေးလိုက်ဖို့ပြောပါတယ်မောလင်ကတော့မျောလင်းချက်မြင့်မြင့်လေးရှိနေရင်တော့မှစူးစမ်းသွားမဲ့ပုံပေါ်ပြီးတိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်ဘလူပဲတက်ခိုင်းနေပါစေနောက်ဆုံးမှာတော့ဖြူမှုပိုင်ရဲ့အပြင်းနဲ့လက်တီတစ်ချက်ဟာမောလင်ကိုအရှုံးပေးဖို့လုံလောက်စေခဲ့ပါတယ်ဒါပေမဲ့မောလင်ကပြန်ထလာခဲ့ပြီးတော့သူ့အရှုံးမပေးသေးဘူးလို့ပြောပြီးဆက်တိုက်ခိုက်ပါတယ်我还没认输呢。မြောက်ပိုင်ဝင်းကျင်လွင်ပြမှာလေ့ကျင့်ရေးစင်းတော့ကကြုံတွေ့ခဲ့ရတဲ့တားရဲတွေဟာလူမှုပိုင်ထက်တောင်အင်အားကြီးနေခဲ့ပေမဲ့ရန်သူရဲ့ short တွဲမှုကိုအသုံးချပြီးအနိုင်ယူနိုင်ခဲ့ပါတယ်အခုလေလူမှုပိုင်ရဲ့ short တွဲမှုကိုအခွင့်ကောင်းယူတိုက်ခိုက်ဖို့ကြံစီလိုက်ပါတယ်现在的我同样可以。မော်လင်ရဲ့စူးစမ်းအားထုတ်မှုဟာကောင်းမွန်ခဲ့ပေမဲ့လည်းသူ့ရဲ့စွမ်းအားဟာနည်းလွန်းနေတာကြောင့်လူမှုပိုင်ရဲ့ပေါ်ကြီးမားတဲ့တက်ရောက်မှုတော့မဖြစ်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့လူမှုပိုင်ရဲ့ဒေါ်လာတကြီးတန်ပြတိုက်ခိုက်တာကိုခံရပါတော့တယ်အင်အားချင်းကွာခြားလွန်းနေတာကြောင့်မော်လင်ဟာလူမှုပိုင်ရဲ့ပြုသမျှနှုချင်းကိုခံနေရပါတယ်လူမှုပိုင်ကမော်လင်ဆင်ရောက်ပြုတ်ကျသွားတော့မယ့်အချိန်မှာတော့ပြန်ဝဲကွင်းကိုပြန်ဆွဲသွင်းခဲ့ပြီးအားရပါရနှိမ့်ဆက်ပါတော့တယ်အဲ့ဒီလိုနှိမ့်ဆက်ခံနေရတာကိုမမြင်ရတော့လို့ချာတို့ကအရှုံးပေးလိုက်စေချင်ပြီးဖြစ်ပေမဲ့မော်လင်ဒါအခုချိန်မှာအရှုံးပေးလိုက်ရင်ကျောင်းတော်ကြီး9ခုစီဝင်ခွင့်ရမယ့်အခွင့်အရေးနည်းနည်းလေးတောင်မှရှိတော့မှာမဟုတ်လို့မူချန်ကတော့ဖြောင်းပြမယ့်အကြံကိုတားလိုက်ပါတယ်မော်လင်ရဲ့စွာဟာလူမှုပိုင်ကိုလုံးဝမမီဘူးဆိုပေမဲ့သူ့မှာလုံလောက်တဲ့ရေစွမ်းတက်သည့်မျိုးရှိပါတယ်လက်ရှိအချိန်မှာအဲ့ဒီရေစွမ်းတက်သည့်တစ်ခုတည်းကဒါလူချင်းမဲ့ဟောင်ရဲ့မျက်စိတွေကိုဝင်နိုင်မဲ့တစ်ခုတည်းတော့အရာဖြစ်နေလို့ပါပဲ柳慕白那混蛋分明是故意在折磨他没错，这哪里是在比赛这里面是在虐待比赛精神。ကျောင်းသားအများစုကနေလူမှုပိုင်ရဲ့လောက်ရက်ကိုယွန်းစရာဖြစ်မြင်လာကြတဲ့အတွက်အခုလိုဖြစ်ရတာမော်လင်ကျောင်းဆိုပြီးသူ့ကိုတုံးစားများတော့ဖျက်ဆီးပြလိုက်ဖို့လုပ်တဲ့အခါမှာလူကြီးမဲဟောက်စီကပြန်ပွဲကိုရက်ခံလိုက်တဲ့အတန်ထွက်ပေါ်လာပါတယ်လူမှုပိုင်အနိုင်ရတယ်ဆိုတာကိုကြီးညာပေးလိုက်တယ်လို့တာမန်ဝင်ခွင့်ခွဲတန်းပြန်ပွဲပြီးဆုံးသွားကြောင်းကြီးညာလိုက်ပါတယ်ဆက်ပြီးတော့ပင်မကျောင်းသားခွဲတန်းနေရအတွက်ရှင်ပြန်ရှင်တဲ့လူတွေကိုဖိတ်ခေါ်လိုက်တော့နောက်ပိုင်တင်တန်းကျောင်းကိုစားပြုလူမှုပိုင်နဲ့အရှိပိုင်တင်တန်းကျောင်းကိုစားပြုမူချန်တို့စည်ရင်ပေးသွင်းကြပါတယ်အရှိပိုင်နဲ့နောက်ပိုင်တင်တန်းကျောင်းနှစ်ခုရဲ့အားပြိုင်မှုတာမကမူနေမီနဲ့လျှို့နေမီရဲ့ဂုံတိတ်ခါတိုက်ပွဲပါဖြစ်နေတာကြောင့်ပွဲဟာတော်တော်လေးညံလာခဲ့ပါတယ်一个是沐浴少主，一个是柳玉少主，这下好玩了。လူမှုပိုင်ဟာအခုလေးတဲ့မှာတိုက်ပွဲရှင်ပြန်ထားခဲ့ရတာဖြစ်လို့တရားမျှတစေဖို့အတွက်15မိနစ်အနားယူချိန်ပေးလိုက်ပါတယ်အချိန်စီးလို့ပြန်ပွဲစားတဲ့အခါပြုံမှုပိုင်ဟာဝိညာဉ်ကွင်းအလေလဲဆင့်ကိုရောက်ရှိနေပြီးမူချန်ကတော့ဝိညာဉ်ကွင်းအစောပိုင်းဆင့်သာရှိပါသေးတယ်အဲ့ဒီလိုနဲ့ပဲပြုံမှုပိုင်ဟာတိုက်စစ်ကိုစောက်ခွင့်လိုက်ပါတယ်မူပိုင်ရဲ့တောင်ဟာကန်ချခံလိုက်ရတယ်လို့မူချန်ရဲ့ဓာတ်ဟာလည်းညီမာစိုက်သွားပါတယ်အဲ့ဒီနောက်မှာတော့လက်နက်မဲ့ရှင်ပြန်တိုက်ခိုက်ကြပြီးမူချန်ရဲ့အရေးခြေလန်းကိုအသာစီးပြန်ယူနိုင်ဖို့အတွက်လျှို့မှုပိုင်ကမီတောက်ခြေလန်းကိုထွက်သုံးပါတယ်မီတောက်ခြေလန်းဟာလျှို့နေမီရဲ့အစနစ်ဝိညာဉ်ကျင့်စဉ်တစ်ခုဖြစ်ပြီးလျှို့မှုပိုင်ကလည်းကောင်းကောင်းကြီးကိုလေ့ကျင့်ကျွမ်းကျင်ထားပါတယ်ဟိုကွန်ဒီလွားနဲ့မူချန်ပတ်ပြေးနေရတယ်လို့ဖြစ်နေပြီးနည်းနည်းတော့ရှက်စရာကောင်းလာပါတယ်小子被人这样撵得满场跑可不大好看哦ကျွေရိုးတတိပေးလိုက်လို့လျှို့မှုပိုင်ကို surprise ပြန်တိုက်ဖို့လုပ်လိုက်ပြီး equity လက်ချောင်းတိုင်းကိုထုတ်သုံးလိုက်ပါတယ်ဒါပေမဲ့အနိုင်ရှုံးဟာမကွဲပြားသေးလို့လျှို့မှုပိုင်ဟာလည်းတော်တော်လေးတတ်မှနေတာကိုသိလိုက်ရလို့မူချန်ဟာဝိညာဉ်အစီရင်တိဆောက်ပြီးတိုက်ခိုက်ဖို့လုပ်ပါတယ်ရုတ်တရက်ဝိညာဉ်ကျိတ်တွေအများကြီးပေါ်ထွက်လာတာကိုတွေးလိုက်ရတော့မှမူချန်ဟာဝိညာဉ်အစီရင်ဆရာတယောက်ဖြစ်နေတယ်ဆိုတာပါသိသွားကြပါတယ်ဒါပေမဲ့အစီရင်ဆရာတွေရဲ့အားနည်းချက်ဟာအစီရင်တိဆောက်နေရတဲ့အချိန်ဖြစ်တာကြောင့်ပြုံမှုပိုင်ဟာမူချန်ကိုအချိန်မပေးဘဲချက်ချင်းကိုလှုပ်ရှားလိုက်ပါတယ်我可不会坐等你布阵成功。
နေမြေတခင်တွေကဆရာတွေကပါမူချန်ဟာအစီရင်ဆရာတယောက်ဖြစ်နေရင်လဲပြုံမှုပိုင်ရဲ့ဒရဇက်တိုက်ခိုက်နေမှုကိုရှောင်သိမ်းနေရတဲ့အတွက်ဘယ်နည်းနဲ့မှအစီရင်ကိုအောင်မြင်အောင်တည်ဆောက်နိုင်မှာမဟုတ်ဘူးလို့ပဲထင်နေကြပါတယ်ဒါပေမဲ့လူကြီးမဲဟောင်ကတော့အတွေ့အကြုံရဲ့လူကြီးဖြစ်ပြီးမူချန်ရဲ့အနေအထားကိုဖောက်မြင်နိုင်ခဲ့ပါတယ်这小家伙似乎能够进入新阵状态。 အဲ့ဒီစကားကိုကြားရတော့အဆင့်3မိနစ်ဆရာတွေတောင်မှနှလုံးသားအစီရင်ဖြစ်ပေါ်လာဖို့ဆိုတာတော်တော်ကိုရှားပါတဲ့အခြေအနေဖြစ်တာကြောင့်မူချန်လိုအဆင့်1အစီရင်ဆရာပေါ့ဆလေးဟာဖြစ်နိုင်ပါမလားဆိုပြီးမယုံကြည်နိုင်ဖြစ်နေကြပါတယ်ဒါပေမဲ့မူချန်ကတော့အားလုံးကိုအလုံးနဲ့တက်တည်ပြသွားခဲ့ပါတယ်ပြီးတော့အခုတည်ဆောက်လိုက်တဲ့ဂျာမီတာဝိညာဉ်စီရင်ဟာအရန်ကိုစွမ်းအားမြင့်တဲ့အတွက်ဝိညာဉ်ခွင်နောက်ဆုံးအဆင့်ဆိုရင်တော့ရင်ဆိုင်နိုင်ဖို့ခက်ခဲပါတယ်အဲ့ဒီနောက်မှာတော့ဟျုံမှုပိုင်ကိုအစီရင်နဲ့တက်ခိုက်လိုက်ပါတော့တယ်ပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်သွားပြီးမူပိုင်ကိုအနိုင်ယူနိုင်လိုက်ပြီလို့ထင်လိုက်ရပေမဲ့မီကိုလုံးကြီးတွေကြားထဲကနေဟျုံမှုပိုင်ထွက်ပေါ်လာပါတယ်တကယ်တော့သူဟာဝိညာဉ်ကွေနောက်ဆုံးအဆင့်ကိုရောက်နေခဲ့တာဖြစ်ပြီးသူ့ရဲ့ကျင့်စဉ်စဉ်ကိုဖုံးကွယ်ထားခဲ့တာဖြစ်ပါတယ်အဲ့လိုကြောင့်မူချန်ရဲ့တိုက်ခိုက်မှုကိုခံနိုင်ရရှိခဲ့တယ်လို့ဒီတစ်ကြောင်းလုံးမှလည်းသူ့ကိုရှင်ပြိုင်နေတဲ့ကြောင်းသားမရှိတော့တဲ့အနေအထားဖြစ်သွားပါတယ်အဲ့ဒီနောက်မှာတော့ဟျုံမှုပိုင်ဟာသူနဲ့မူချန်ကြားကွာခြားချက်ဘယ်လောက်ရှိတယ်ဆိုတာကိုပြဖို့သူတို့လျုံနေမြေရဲ့စွမ်းအမြင့်ဆုံးကျင့်စဉ်ကိုထုတ်သုံးပါတော့တယ်不是柳玉的看家灵雀之一吗？木牌可终于使出最强招了。မူချန်ကလည်းသူ့ရဲ့ခုခံမှုနဲ့တံပြန်တိုက်ခိုက်ရေးမှာအကောင်းဆုံးကျင့်စဉ်ဖြစ်တဲ့ကြီးမြတ်တော်ဗောဓကျင့်စဉ်ကိုထုတ်သုံးပြီးခုခံတိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်စွမ်းစုဆောင်တာလုံလောက်သွားပြီဖြစ်လို့ပြုံမှုပိုင်ဟာသမုဒ္ဒရာလောင်ကျွမ်းလက်ဝါတိုင်းကိုမူချန်စီပြစ်လွတ်လိုက်ပါတယ်大势分海掌，大无突厥。ဒါပေမဲ့ဟျုံမှုပိုင်ပေးတဲ့ဖိအားဟာကြီးမြတ်တော်ဗောဓကျင့်စဉ်ကိုစင့်ကဲပြောင်းလဲသွားစေခဲ့ပြီးသူ့ရဲ့အစွမ်းကြီးပုံမတိုးတက်လာစေခဲ့ပါတယ်နောက်ဆုံးမှာတော့ဟျုံမှုပိုင်တောက်မခံနိုင်တော့ပဲအောက်ကိုပြုတ်ကျလာပါတော့တယ်သူတို့နှစ်ယောက်စလုံးဟာအစွမ်းကုန်တိုက်ခိုက်ခဲ့ကြပြီးဖြစ်လို့ဝန်းကျင်စွမ်းအားတွေဟာလည်းကုံဆုံးသွားခဲ့ကြပါပြီအခုကတော့စိတ်သက်စွမ်းအားကိုသာအားကိုးပြီးအနိုင်ရှုံးထွက်ပေါ်လာအောင်ဘယ်သူအရင်တိုက်ခိုက်နိုင်မလဲဆိုတာကိုပဲကြည့်ရတော့ပါမယ်မူချန်ဟာအရင်ထားလာနိုင်ခဲ့ပြီးဆန်လော့မရနာအမှတ်နဲ့ဟျုံမှုပိုင်ကိုတိုက်ခိုက်လိုက်နိုင်ခဲ့ပြီးအဝေးကိုလွန်းထွက်သွားစေခဲ့ပါတယ်အနိုင်ရှုံးဆုံးဖြတ်ဖို့နောက်တစ်ခေါက်ဆန်လော့မရနာအမှတ်ကိုထုတ်သုံးဖို့လုပ်လိုက်တဲ့အခါဟျုံမြန်မြေခေါင်းဆောင်လူချင်းချန်ပြန်ပွဲကွင်းထဲဝင်လာပြီးမူချန်ကိုအတေတက်ဖို့လုပ်ပါတော့တယ်刘青天，你敢动我儿子！အဲ့ဒီလိုနဲ့ပြန်ပွဲကွင်းထဲကိုနေမြေတခင်နှစ်ယောက်ဝင်ရောက်လာခဲ့ပြီးဘာဆက်ပြတ်မလဲဆိုတာကိုတော့နောက်ဗီဒီယိုလေးနဲ့ကြာမှဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်လို့ပြောကြရင်အရှင်မူချန်အပိုင်း16နဲ့19 storytelling video တင်ဆက်မှုကိုဒီမှာပဲရပ်နားလိုက်ပါတယ်ခုလို storytelling video လေးတွေကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လေးပြုလုပ်ပေးကြဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုတစ်ခုနဲ့အတူပြန်တွေ့ကြပါမယ်အားလုံးပဲ stay tuned ပါ